တာပေါင်းလေးမှာတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။အေရဝတီတိုင်းပသိမ်ခရိုင်တာပေါင်းမြို့နယ်အတွင်းကျေးရွာ၄ရွာထပ်မင်းမှာစစ်ကော်မရှင်နဲ့အေးတော်လိုင်းပူပေါင်းတပ်ဖွဲ့များတိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်ဘက်မှတိစုံမှုများပြားနေကြောင်းသိရပါတယ်။အခုဇန်နဝါရီပထမပတ်အတွင်းလေးမျက်နှာတာပေါင်းလေးအင်ကပူရေကြီးစားတဲ့မြို့နယ်တွေမှာတိုက်ပွဲများဖြစ်ပွားနေကတိုက်ပွဲမှာမနေ့ကဇန်နဝါရီ၄ရက်နေ့ထိပြင်းထန်နေကြောင်းတည်အရင်းမြစ်တွေစီကသိရပါတယ်။ရိုးတဲ့ဘက်မှာပြစ်ခတ်တံတွေကအခုရက်တောင်းလျှောက်ကြားနေရတယ်။တနက်တံတွေအဆက်မပြတ်ကြားရတော့ရောဘာချန်ကင်းတွေဘက်ကတော့စင်တွေထွက်ပြေးလာကြတယ်။အခုဆိုရောဘာချစ်မဲ့သူတွေတော့မနေရတော့ဘူးစင်တွေဝင်လို့တိုက်ပွဲဖြစ်ပြီးဆိုတာနဲ့စင်တွေကအမြဲထွက်ပြေးလာကြတော့တာပဲလို့တာပေါင်းမြို့ကန်တအုပ်ကပြောပါတယ်။တာပေါင်းမြို့နယ်အတွင်းရှိတဲဖြူမယန်းကျင်းတစ်ဝမ်ပူတာပေါင်းလေးစတဲ့ကျေးရွာများမှာထိတွေ့တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်ကော်မရှင်ဘက်မှတပ်သားတစ်များရှေ့တန်းစစ်ရနာမှာအစုလိုက်ထွက်ပြေးနေကြကြောင်းသိရပါတယ်။အေရဝတီတိုင်းတွင်တာပေါင်းမြို့နယ်မှာတာမကလေးမျက်နှာနဲ့ရှိကြီးမြို့နယ်အဆက်တို့မှာပါတိုက်ပွဲများပြင်းထန်နေပြီးစစ်ကော်မရှင်ကလက်နက်ကြီးပစ်ခတ်မှုနဲ့လေကြောင်းတိုက်ခိုက်မှုတို့ကိုစတိုက်ပြုလုပ်နေခဲ့ပါတယ်။ကြုံပြောတရင်နဲ့စစ်မှုတန်းတပ်သားတင်များကိုအင်အားစုပေါင်းကကွင်းကောက်လမ်းပိုင်းမှာတစိလေးမျက်နှာနဲ့တာပေါင်းမြို့နယ်ကိုစစ်ကူများပို့ဆောင်ထားကြောင်းသိရပါတယ်။ရက်တူတင်နန်းစင်ပြီးအေရဝတီစစ်မျက်နှာကိုပို့ဆောင်ခံထားရတဲ့စစ်မှုတန်းတပ်သားတွေကိုစစ်ကော်မရှင်ကအသေးခံရှိတက်ခိုင်းမှုတွေရှိနေလို့အစုလိုက်အပြုံလိုက်တည်ဆုံးနေကြပြီးစစ်တပ်စစ်စင်ရေးပြပြနေကထွက်ပြေးမှုတွေရှိနေကြောင်းသိရပါတယ်။ကတာမှာဗမော်စီတို့ကတာမျိုးသိန်းတိုက်ပွဲဘယ်စီဦးတည်နေလဲဆိုတာတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းအထက်ပိုင်းရဲ့နာမည်ကျော်ကသုံးလုံးခရိုင်ကတာမျိုးနယ်မှာစေအုပ်စုတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေအကြားဒီဇင်ဘာ28ရက်ကနေဒီကနေ့ထိတိုက်ပွဲတွေပြင်းထန်နေပါတယ်။စေအုပ်စုရွေကပွဲနေ့ကစလို့တနက်တန်တဖန်ရန်ခဲ့တဲ့ကတာမျိုးနယ်ဟာမြို့သိန်းတိုက်ပွဲအတွင်ဆောင်ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကကျုံးဝထားကြပါတယ်။ဒီတိုက်ပွဲမှာကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြည်သူ့ကာကွယ်တပ်မတော် PDF ကွန်မြူနစ်ပါတီရဲ့တပ် PNL တို့အပြင်မကြာသေးခင်ကမှစုစည်းခဲ့တဲ့ SRA နွေဦးတော်လိုင်းမဟာမိတ်တပ်ပေါင်းစုတို့ပါဝင်ကြတာဟာထူးခြားချက်ပါစေအောင်စုကလည်းကတာမျိုးရဲ့အနောက်တောင်ဘက်မှာရှိတဲ့ခမာယာ309တရင်အပါအဝင်အထိုင်စခန်းတွေကိုလက်မလွတ်ရဖို့အတွက်လေကြောင်းနဲ့လက်နက်ကြီးတွေစတိုက်ပစ်ခတ်ကအပြင်းအထန်ခုခံနေကြဆဲဖြစ်ပါတယ်။ကတာမျိုးရဲ့နောက်ဆုံးရတိုက်ပွဲတွေအခြေအနေနဲ့ဒီဒေသဟာစီးရဘလောက်ရှိပါတယ်လဲစတဲ့အခြေအနေတွေကိုစူးစီးဖော်ပြလိုက်ပါတယ်။ကတာမျိုးနယ်ဟာစကိုင်းတိုင်းအထက်ပိုင်းရဲ့ခရိုင်ရုံးဆိုင်ရာမြို့နယ်တစ်ခုဖြစ်တယ်လို့စကိုင်းတိုင်းကနေကချင်ပြည်နယ်ကိုဝင်ရောက်နိုင်တဲ့တခုရန်တော်ရှိလန်းချောင်းဝင်ပေါက်ရှိနေပါတယ်။ဒီလန်းချောင်းခရီးဟာစီအရာအင်မတန်ရေးကြီးကြောင်း2024နဲ့2025ခုနှစ်အတွင်းကတာမျိုးနဲ့ထိကြိုက်နေတော့အေယာရီမြစ်တွင်ရေချောင်းတိုက်ပွဲတွေကတက်သေးပါပဲလွန်ခဲ့တဲ့နှစ်အတွင်းစစ်အုပ်စုဟာစကိုင်းတိုင်းအထက်ပိုင်းကနေကချင်ပြည်နယ်အထိကိုလူလက်နက်ရိတ်ခါစားတဲ့ထောက်ပို့ရေးတွေမှာရေလန်းချောင်းကိုအဓိကအားကိုအသုံးပြုနေခဲ့တာပါစစ်ကောင်စီက2024ခုနှစ်အတွင်းတီတီတာတဝိုင်းအေယာရီမြစ်ကမ်းပေးကျေးရွာတွေကိုလေယာဉ်စစ်တင်မော်တွေဗတ်ဆောင်အသုံးပြုပြီးတိုက်ခိုက်မှုပြုလုပ်ခဲ့ရှိရာကနေ2025မှာမြေပြင်ထိုးစစ်ဆင်နိုင်မှုရှုံးနေလာခဲ့ပါတယ်။လက်ရှိအချိန်မှာတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတာမျိုးကိုတည်ယူနိုင်ပြီးအခြေအနေကိုဖြောင်းမြန်လန်းပစ်ဖို့အခွင့်အရေးတရပါ။